ပါနိုင်လင်းအင်ချန်များနေကျုပ်ဆိုမိတ်ဆက်လိုက်ပါတယ်ကျမခုရောက်ရှိမိတ်ဆက်ပြီးမဲ့ဧကတရချန်လေးရတော့မန်လေးတိုင်းစင်ကိုင်မြို့နယ်ညောင်မင်းကြီးရွာမှာတည်ရှိပါတယ်စုစုပေါင်း6ဧကရှိပါတယ်ပုံစံခွန်ပါဥယျာဉ်ချမ်းမြေအမျိုးအစားပါခြံထဲမှာဆိုတရက်ပင်နဲ့အပြည့်နဲ့အရန်ကိုစိတ်လန်းသာရပါတယ်ရှင်တရက်တီးတွေလည်းခုလို့ရနေပါဒီလမ်းမှာဆိုရင်ဒါမန္တလေးရန်ကုန်လမ်းရှုတကုံငွေတကုံဖျားလမ်းနေသွားပါတယ်ဒါတော့ခြံထဲကအနေထားလေးဖြစ်ပါတယ်ရှင်အရန်ကိုတာယာလှပပါတယ်သူကတွဲကားပေါက်ကတော့ဝင်လို့မရပေမဲ့10ပြီး6ပြီးကားနဲ့လိုက်ထွက်ကားလေးတော့ဝင်လို့ရပါတယ်ဒီခြံရဲ့အရှိမဆိုလို့ရှိရင်ရေမြောင်းရှိပါတယ်ရှင်ဒီမဘေးပါဝင်ကျင်မှာလဲဒီတရက်ချံလေးတွေနဲ့အရန်ကိုတာယာလှပပါတယ်အေးစစ်စစ်နဲ့ခြံကြဲကြဲနေလို့တဲ့စိုက်ပျိုးရေးလုပ်ငန်းရှင်များအတွက်တော့အဆင်ပြေတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ရှင်ဒါပပလေးတရက်ချင်းလေးတွေနဲ့အရန်ကိုစိတ်လန်းစုပြီးလှပပါတယ်ဒါတော့ရက်ချံကိုသွားတဲ့လမ်းအနေအထားဖြစ်ပါတယ်ရှင်ဒီရှိမှဆိုရင်ဒီလိုရည်နီမြောင်းဆက်နေရည်စီးစင်းနေတဲ့ရည်နီမြောင်းလေးလည်းရှိပါတယ်သူကပုံစံခွန်ပါ6ဧကဥယျာဉ်ချမ်းမြေလေးကိုတိမ်မောင်း1000နဲ့ရောင်းချပြီးမှဖြစ်ပါတယ်ချမ်းမြေလေးကတော့ထွန်းစိုက်ပြူရေးချမ်းပါရှင်လူတီများပါတယ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရှင်